မင်းကြီးတရား10ပါးဆိုရင်ငါတို့ကမင်းမှမဟုတ်တာဆိုပြီးတော့သွားမလုပ်နဲ့တိကိုလူကြီးဆိုရင်ကိုအုပ်ချုပ်ရင်ကိုကမင်းမယ်မင်းကြီးတရား10ပါးနဲ့အညီနေထိုင်ရမယ်ဆိုတဲ့အခါငါတို့ကမင်းမဟုတ်ဘူးဒီနေ့ခေတ်မှာဒါစားမဟုတ်ဘူးအစိုးရဆိုပြီးပြောလို့မရဘူးတိုင်းပြည်တစ်ပြည်ကိုဥဆောင်နေတယ်ဆိုရင်မင်းမဲ့ဒါဘယ်သူပဲဖြစ်ဖြစ်ဒါစားဆိုတဲ့အဓိပ္ပာယ်ကိုကတိုင်းသူပြည်သားတွေကျင့်တတ်အောင်ထောက်ပံ့ကူညီတတ်တဲ့ပုဂ္ဂိုလ်ရာဇာမြတ်မြတ်တာအုပ်ချုပ်တတ်တဲ့ပုဂ္ဂိုလ်ရာဇာလို့သင်္ဃဝတ္ထု၄ပါးဖြင့်တိုင်းပြည်ကိုအုပ်စိုးတဲ့ပုဂ္ဂိုလ်ဟာရာဇာအနိုင်ကျင့်တာအာဏာပြတာဒုက္ခပေးတာရာဇာမဟုတ်လို့ဆိုလို့တယ်ဒါပေကျမ်းကရအဲ့တော့မဟာဇနကရာဇာဆိုတာဖြစ်လာတယ်ဒါကြောင့်မို့သူဟာရာဇာဆိုတဲ့ဘုရင်ဖြစ်လာတဲ့အခါမှာယတရာဇဓမ္မေအကောပိတဝါမင်းနေကျင့်ရမယ်ကျင့်ဝတ်10မျိုးကိုသူဟာမတိမ်ပါစေဘူးဘုရင်ရဲ့အသစ်ဆိုတာကိုကုကျင့်တရားတွေကျင့်ဝတ်နည်းတွေအတိုင်းလိုက်နာကျင့်သုံးတယ်တဲ့ဘုရင်ရဲ့ကျင့်ဝတ်ဆိုတာဘာလို့ဆိုရင်နံပါတ်1ကဒါနဘုရင်ဆိုတာတိုင်းသူပြည်သားရဲ့တဲကတော်ရင်တော်တယ်လို့အမှုကိုကြိုးစားထားရင်ထမ်းတယ်လို့ချင်းမြောက်ချင်းပေးကမ်းခြင်းဆိုတာလို့တိုင်းသူပြည်သားတွေဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလည်းပဲပေးကမ်းရတယ်ထောက်ပံ့ရတယ်ဒါသူ့ရဲ့ကျင့်ဝတ်ပဲဒါပြည်အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်ဟာပေးမှုကမ်းမှုဆိုတာသူ့လုပ်ကိုလုပ်ရမယ်လို့ဆိုနော်ဟိုအလူတန်းကြီးပေးတာပြောတာမဟုတ်ဒါနဆိုတာပိဋကကန့်ထားရမယ်ပေးရသီလကိုချင်းသီလသူများတဲ့ကောင်းအောင်ထိမ့်သိရဘုရင်ကိုယ်တိုင်ကကိုချင်းတရားပြည့်နေရင်မရဘူးဒါကြောင့်မို့ကိုချင်းသီလထိမ့်သိဆော့ဆော့ပရိစ္ဆာကကိုယ်ပိုင်တဲ့ပစ္စည်းကိုဆုံးလွတ်နိုင်ရမှုကဘယ်မြေဟာနှမျောတွန့်တိုတဲ့ပုဂ္ဂိုလ်မဖြစ်အောင်ဒီနေရာမှာဌာနနဲ့ပရိစ္ဆာကစင်စင်တူးတည်တယ်လို့ရှိတော့တယ်ဒါနဆိုတာသင်္ဃဝတ္ထုတရား၄ပါးထဲမှာသူကပေးခြင်းကမ်းခြင်းဆိုတဲ့အလုပ်ဒါနပရိစ္ဆာကကြသူကဒီဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဒီထက်နေခွဲထုတ်လိုက်ပြီးတော့မိမိပိုင်ဆိုင်တဲ့ထဲကနေပြီးတော့ခွဲဝေပြီးတော့ပေးကမ်းလှူဒန်းတယ်ဆုံးလို့နိုင်တယ်ပေးကမ်းရမယ်လို့ဆိုလို့အစ္ဆဝဖြောက်မှတ်ရမယ်ဘယ်ဟာကောက်ကျစ်တဲ့လူမဖြစ်ရစိတ်ဓာတ်ဖြောက်မှတ်ရတိုင်းသူပြည်သားတွေပေါ်မှာအလေးညာနဲ့အုပ်စိုးတာမျိုးမလုပ်ရဘူးဖြိုးသားတယ်ဖြောက်မှတ်တယ်တရားဥပဒေနဲ့အညီနေတယ်မိမိကိုယ်တိုင်ကလည်းဥပဒေလေးစားတယ်တိုင်းသူပြည်သားတွေကိုလည်းဥပဒေလေးစားစေမတ္တဝဆိုဘယ်ဟာဒေါသတွေမာမနာတွေခက်ထန်တဲ့လူပဲဖြစ်စေရဘူးပျော့ပြောင်းသူဖြစ်ရလာပြီးဘယ်ကိုရှောက်ထားရင်လည်းသဘောထားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့တော့လောကမှာပျော့ညံ့တာနဲ့ပျော့ပြောင်းတာမတူဘူးပျော့ညံ့တယ်ဆိုတာဂုဏ်ကြီးမရှိတဲ့ညံဖြစ်နေလို့တွေ့ပဲရတယ်ဒီနေရာမတ္တဝပျော့ပြောင်းတယ်ဆိုတာဘာလို့ဆိုလို့ရှိရင်ဒေါသနဲ့မာမနာနဲ့ခက်ထန်တာမျိုးမရှိတာကိုဆိုလို့တော့ဘယ်ဟာဒေါသမကြည့်ရဘူးမာမနာမကြည့်ရဘူးလို့ဆိုလို့တယ်မတ္တဝသိမ့်မွေးရမယ်နူးညံ့ရမယ်တပတ်ဘယ်ဟာချိုးချံချွတ်တာမှုလိုက်တာတိုင်းပြည်ကြီးပွားတိုးတက်ရေးအတွက်သူဟာအသုံးဖြုံးကြီးတဲ့ပုဂ္ဂိုလ်မဖြစ်ရဒီသူတွေပေးကမ်းထားတဲ့အခွန်တွေအတုတ်တွေလေလွင့်ဖြစ်အောင်ပျက်စီးတာမျိုးမလုပ်ဘဲနဲ့သူဟာ3သိန်းမှ3တာမျိုးကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လည်းပဲသူများတဲ့ပို့ပြီးတော့ကိုချင်းတရားပြည့်စုံအောင်နေဖို့အကျင့်တရားကိုကျင့်ဖို့လို့ကောဒဒေါသမကြည့်ရဘူးအဝိဟိန္တာတိုင်းပြည်သားတွေကိုမနှိမ့်ဆက်ရဘူးမညှဉ်းပန်းရဘူးအဲ့တော့ဥပဒေအတိုင်းလှုပ်တာနှိမ့်ဆက်တာညှဉ်းပန်းတာမဟုတ်ဘူးလူတယောက်ဟာဥပဒေရဲ့အကာအကွယ်ဆိုတာရတဲ့တာ
သူကျူးလွန်လို့ခံရတာသူ့ဖြစ်ဘယင်ကညှင်းဆဲတယ်လို့မခေါ်ရအောင်ဘယင်ကနေဥပဒေကသတ်မှတ်ထားတဲ့လူတစ်ယောက်ဟာလူတစ်ယောက်ကိုသေအောင်တမင်သက်သက်လှုပ်ကြံတပ်ဖြတ်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်သေစားသေစေလို့ကြီးလေးတဲ့အဖြစ်ကိုဥပဒေကချနိုင်တယ်လို့ဆိုထားလို့ရှင်ဒါဥပဒေကအရေးယူတာဘယင်ကသိခိုက်တတ်တာမဟုတ်ဘူးလို့ဆိုဘာလို့လဲဆိုဥပဒေဆိုတာညာသဘောတူပြည့်ညတ်ထားတဲ့အရာတစ်ခုဖြစ်အဲ့တော့ဥပဒေကြောင့်ဖြစ်တာဥပဒေကိုမလေးစားတဲ့လူနဲ့သာသက်ဆိုင်တယ်ဘယင်ကတတ်တာမဟုတ်ဘူးဘယင်ကတတ်တာမဟုတ်ဥပမာအေယာဝတီမြေကြီးထဲမှာမစင်မကျင်ကူးလို့ရင်နစ်သေးတယ်ဆိုဟာမြက်ကလူကိုတတ်တယ်လို့ပြောလို့ရသူရဲ့မစင်မကျင်လုံးမှုကသူ့ဒဏ်ခတ်တာဖြစ်တယ်အခုလည်းတိုင်းပြည်မှာဥပဒေမလေးစားလို့လို့ရင်ဥပဒေကိုကျွလွန်ဖောက်ပြက်လို့ဥပဒေကသူ့ကိုတတ်တာဥပဒေကထောင်သွင်းခြင်းချတယ်ဥပဒေကသေစားသေစီပြစ်ဒဏ်ပေးတယ်ဆိုတာဒါဥပဒေကပေးတာအဲ့ဒါကိုလည်းသဘောပေါက်ဖို့လိုတယ်သဘောမပေါက်လို့ရှိရင်လူတွေဟာဥပဒေတော့ကျွလွန်တယ်ကျွလွန်ပြီးတဲ့အခါမှာကိုယ့်အပြစ်လို့မမြင်ဘူးတိတ်ပြီအစိုးရပဲညစ်ပတ်တယ်ဘယင်ကပဲနှိပ်စက်တယ်လို့ဒီလိုဖြစ်လာအမှန်ကတော့ဒီလိုမဟုတ်ဘူးသူဥပဒေဆိုတာရှိထားနိုင်ငံနဲ့မှာသူဥပဒေနဲ့သူရှိတယ်အဲ့ဒီဥပဒေမလေးစားဘူးဆိုရင်မလေးစားတဲ့အပြစ်ကကိုယ့်အပြစ်မို့ဥပဒေကချမှတ်တဲ့အပြစ်ဒဏ်ကိုခံရုံမရှိဘူးစောရကတက်ဆက်အောင်မရှိဘူးအဲ့ဒါမျိုးစောရကတက်အောင်အဲ့တော့ကိုယ့်ဖြစ်လို့မမြင်မဲနဲ့ဒီတရားသူကြီးကအမိန့်ချတယ်ဆိုပြီးတရားသူကြီးရန်လုပ်ချင်လုပ်ပြန်ဒါကတော့မဟုတ်ဘူးเนาะမဟုတ်တရားသူကြီးကလည်းဥပဒေရေးထားတာ तू ရေးတာမဟုတ်ဘူးလေ तू ရေးတာမဟုတ်အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်အေယာဝတီမြေကြီးတဲ့ရှင်နစ်တယ်လို့အေယာဝတီမြေကြီးကြောင့်လူသေးရတယ်ဆိုပြီးတော့အေယာဝတီမြေကြီးကိုတရားစွဲလို့ရအောင်အေယာဝတီမြေတရားစွဲလို့ရမယ်ဆိုတော့ဂေါရမဘုရားပွင့်လာတယ်ဒေဝဒတ်ဟာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့အဝီစီးကြတော့ဘုရားတရားစွဲရဒေဝဒတ်အဝီစီးကြတော့သူ့ချောင်းဒီလိုတရားစွဲလို့ပဲလို့ရနော်အဲ့တော့ကိုယ့်ရဲ့အပြစ်ကြောင့်ဖြစ်တဲ့အရာတွေဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့တို့ဆိုတော့ဥပဒေကဆိုထားတာကိုတယောက်တည်းအတွက်မဟုတ်ဘူးအလုံးအတွက်ဆိုထားတာအဲ့ဒါကြောင့်မို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကအကောဒစိတ်လိုက်မှအပြစ်မရှိတဲ့လူတယောက်ကိုဒေါသနဲ့ညှင်းဆဲတာတော့တပ်ဖြတ်တာတော့ဒါမလုပ်ရဘူးလို့ဆိုဥပဒေအရဖြစ်တာတော့ဒါသူ့အပြစ်ကိုသူဒါကြောင့်မို့မြတ်စွာဘုရားကယဟန်တွေတောင်မှပဲဒေသနာကြားတယ်ဆိုတာရှိတယ်ယဟန်တွေဟာ229သောသိက္ခာပုဒ်တွေနဲ့ယဟန်တွေလိုက်နာမဲ့သိက္ခာပုဒ်တွေမလိုက်နာလို့ကျွလွန်ဖောက်ပြတာတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ယဟန်တစ်ပါးထံမှာဖွင့်ဟဝန်ခံလို့ရှိရင်ဟိုကောကမေးတယ်တစ်ဖက်ကတော့မေးတယ်ဗာမေးပတ္တိအောသောတာပတ္တိယောကိုပြည့်ကိုမြင်ရလားဆိုပြီးကိုမေးအဲ့ဒီမှာနော်ပတ္တိအောသောတာပတ္တိယောအဟံဗန္တိပတ္တမိမြင်ပါတယ်ဆိုတော့ဘုရားအပြစ်မဟုတ်ဘူးလေဒါကိုလောက်တာကိုအပြစ်ပဲနော်အဲ့ဒီအပြစ်မြင်ဖို့ကအရေးကြီးတယ်ကိုအမြင်ကိုမြင်ရလားမြင်ပါတယ်မြင်လို့ရှိရင်နောက်မလို့ပဲစောင့်ထိန်မလားစောင့်ထိန်မှပဲအဲ့ဒီနည်းနဲ့ဒေသနာကြားတယ်လို့ခေါ်တာဆိုလိုတာကိုယ့်ပြစ်ကိုဝန်ခံပြီးတော့နောက်မဖြစ်အောင်ရှောင်ကျဉ်မှုဟာဒါအဖြစ်တစ်ခုအဲ့ဒါလိုမဟုတ်ဘဲနဲ့ကိုယ့်အပြစ်ကိုမမြင်ဘူးဆိုပြီးတော့လူတွေဟာမမပြေမှာလည်းရှိတာတခြားနိုင်ငံလေးလည်းရှိထောင်ကထွက်တဲ့နေ့ပဲရာဇဝမှုကိုကျူးလွန်မြန်တာနော်ဒါကိုယ့်ပြစ်ကိုမမြင်တဲ့သဘောရှိတယ်ပေါ့နော်ကိုယ့်ပြစ်ကိုမမြင်တဲ့သဘောရှိတယ်အေးငါဒီပြစ်မှုကိုကျူးလွန်လို့ထောင်သွင်းခြင်းခံရတယ်ဒီပြစ်မှုကငါရဲ့အပြစ်ပဲနောက်ဒီပြစ်မျိုးမဖြစ်အောင်ကနေမယ်လို့ဒီလိုနှလုံးသွင်းဖို့တော့လိုအပ်တာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အပြစ်ကဘယ်တော့မှတော့မဟုတ်ပြစ်ပြီးအပြစ်ဆက်ပြီးတော့ကျူးလွန်နေကြတာလူတော်လူကောင်းဖြစ်ဖို့ဆိုတာမရှိနိုင်တော့အဲ့ဒါကြောင့်ကိုယ့်ပြစ်ကိုကိုမြင်မှလူတော်လူကောင်းဆိုတာဖြစ်နိုင်
ဒါကြောင့်မို့ဒီနေရာမှာဘုရင်တွေကအဝိဟိန္ဒာအဲ့ဒီပြည်သားတွေအပြစ်မဲ့သူမညှင်းဆဲရဘူးညှင်းဆဲတဲ့အလုပ်မျိုးမလုပ်ရခန္တိန်စအဝိတော်အဲ့တော့တိခဏနိုင်တဲ့တိခဏနိုင်ခဲ့တဲ့ကိစ္စမျိုးတော့မှတိခဏလို့ဆိုတော့ဘုရင်တွေကဥပဒေရမဟုတ်ပေမဲ့တိခဏနိုင်ခဲ့တဲ့ကိစ္စကိုဘောစောကတော့တိခဏနိုင်ခဲ့တဲ့ကိစ္စကိုပဲတိခဏနဲ့ခွင့်လွှတ်တယ်ဆိုတာမျိုးရှိရချို့ကိစ္စတွေကိုတိခဏနိုင်မှုရှိရတခါတော့သူရဲကောင်းကိုညနိုးတဲ့ဘုရင်တစ်ပါးညမပြေးပါသူရဲကောင်းကိုညနိုးတဲ့ဘုရင်တစ်ပါးအဲ့ဒီမှာသူဟာခွင့်လွတ်တိခဏနိုင်တဲ့ကဲတဲ့အရာတစ်ခုသူ့ကိုစော်ကားတဲ့စကားတောင်မှာပဲတိခဏခွင့်လွတ်ခဲ့တာမျိုးရှိနော်ဘာလို့လဲဆိုတကယ်သူရဲကောင်းရဲ့တန်ဖိုးကိုသိလို့တိခဏခွင့်လွတ်ခဲ့တာမျိုးရှိအဲ့လိုမျိုးဆိုအဝိရောဒနာဆိုတာပြည်သူတွေရဲ့ဆန္ဒနဲ့မဆန့်ကျင်တိုင်းပြည်သားအများစုရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတော့ဘုရင်ကမလုပ်ရဘူးလို့ဆိုအဲ့တော့မင်းကျင့်တရား10ပါးကိုမပြတ်စည်းစေပဲဆိုတော့လိုက်နာကျင့်တော်ရမယ့်ဟာပါတော့ဆိုရင်ဒါနပေကံမှုသီလဒီကိုကျင့်သီလထိန်သိမ်းဆောင်ရွက်မှုပြိဿာကလူမှုတတ်မှုဣဇဝယောသားမှုမတ္တဝစိတ်ဓာတ်ဒေါသမနခက်ထမှုကင်းပြီးတော့စိတ်နှလုံးပျော့ပြောင်းမှုတပတ်ချိုးချမ်းစွာနေတတ်မှုအကောရဒေါသမထွက်မှုအမျက်မကြီးမှုရန်ညိုမထတတ်မှုအဝိဟိန္ဒာဒီအပြစ်မဲ့ပုဂ္ဂိုလ်တွေကိုနှိပ်စက်တာညှဉ်းပန်းတာမျိုးမလုပ်ဖြစ်ဖို့ခန္ဒီခွင့်လွတ်တိခဏနိုင်တဲ့ခဲတဲ့ကိစ္စမျိုးတောင်မှခွင့်လွတ်တိခဏအဝိရောဒနာတိုင်းသူပြည်သားတွေနဲ့မဆန့်ကျင်တာလို့ဆိုတယ်အဲ့ဒီလိုမင်းကျင့်တရား10ပါးနဲ့အညီတိုင်းပြည်မှာချမှတ်ထားတဲ့ဥပဒေတိုင်းဓမ္မေနသမေနရစ္ဆံတာရတိတိုင်းပြည်အုပ်ချုပ်တဲ့အခါဓမ္မေနသမေနဆိုတာဓမ္မနဲ့အညီအုပ်ချုပ်တယ်လိုက်နာရမယ်ဆိုလိုတာကဓမ္မနဲ့အညီအုပ်ချုပ်တယ်ဆိုတာကိုချင်းတရားမပြတ်ပြားစေပဲအုပ်ချုပ်တာ